မိခင်ဖြစ်သူဟာအပြစ်ရှိစိတ်တွေနဲ့ပြည့်နှက်နေပြီးသမီးဖြစ်သူကိုဘလို့ရင်ဆိုင်ရမလဲမသိနိုင်အောင်ဖြစ်နေခဲ့ပါတယ်။သမီးဖြစ်သူကိုပိုမိုကာကွယ်ပေးနိုင်ဖို့အတွက်မိခင်လုံနိုင်တာဆိုလို့အတန်ဖန်းဆက်ထဲမှာပဲတောင်းပန်စကားတွေကိုပြောကြားခဲ့ရပါတယ်။သမီးဖြစ်သူရဲ့ဘယ်နေရာမှာရှိနေတယ်ဆိုတာအမြဲသိနိုင်အောင်လို့လည်းသူမစီမှာလေးတိုက်ရင်မြည်တဲ့ခြံစည်းရိုးဆွဲခေါင်းလောင်းလေးတစ်ခုချီပေးထားခဲ့ပါတယ်။မိခင်ရဲ့ဂရုတစိုက်မပြတ်စောင့်ကြည့်မှုအောက်မှာသမီးဖြစ်သူဟာလျင်မြန်စွာပဲကြီးပြင်းလာခဲ့ပါတယ်။အရွယ်ရောက်လာတဲ့အခါမှာဒါတော့ကောင်မလေးဟာစိတ်ဆက်ပြီးအလိုလိုက်မရအောင်ခေါင်းမာလာခဲ့ပါတယ်။သူမနဲ့မိဘတွေကြားမှာအကွာအဝေးတစ်ခုစတင်ကြီးထွားလာခဲ့ပြီးမိခင်ဖြစ်သူရဲ့အမြဲမပြတ်အာရုံစိုက်မှုတွေဟာသူမအတွက်အသက်ရှူကျက်စရာဖြစ်လာခဲ့ပါတယ်။မိခင်နဲ့အတူဈေးဝယ်ထွက်တာတောင်မှစိတ်မပါပါပဲလိုက်လုပ်ပေးနေရတယ်လို့ဖြစ်လာခဲ့ပါတယ်။မိခင်ဖြစ်သူတေချာရွေးချယ်ပေးတဲ့အင်ဂျီဝတ်စားတစ်ထည်ကိုမျှသူမမကြိုက်ခဲ့ပါဘူး။သူမကိုယ်တိုင်အင်ဂျီနှစ်ထည်ကိုဆွဲယူလိုက်ပြီးအင်ဂျီလဲခန်းထဲကိုတန်းဝင်သွားခဲ့ပါတယ်။အပြင်မှာစောင့်ဆိုင်နေစဉ်မှာမိခင်ဖြစ်သူဟာအခြားသူတွေကသူမရဲ့သမီးအကြောင်းအတင်းပြောနေကြတာကိုအမှတ်မထင်ကြားလိုက်ရပါတယ်။သူတို့ပြောတာတွေထဲကနေသမီးဖြစ်သူမှရီးစားရနေပြီဖြစ်ကြောင်းနဲ့ရီးစားဖြစ်သူနဲ့အတူကာရာအိုကေဆိုင်ကိုတွားဖို့စီစဉ်နေမှန်းသိလိုက်ရပါတယ်။သမီးဖြစ်သူရီးစားနဲ့မတွေ့နိုင်အောင်လို့မိခင်ဖြစ်သူဟာအရေးကြီးကိစ္စတစ်ခုလုပ်เสียရှိရဆိုပြီးလိန်ညာလိုက်ပါတယ်။ထိုနေရာကိုရောက်မှပဲမိခင်ခေါ်လာတာဟာစေတနာဝန်ထမ်းအလုပ်တစ်ခုဖြစ်နေမှန်းသမီးဖြစ်သူသိလိုက်ရပါတယ်။ညနေဆောင်အချိန်ရောက်လာပြရီးစားဖြစ်သူကဖုန်းဆက်လာတဲ့အခါသမီးဖြစ်သူကကင်ဖို့အပြေးလွှားသွားခဲ့ပေမဲ့မိခင်ဖြစ်သူကအရင်ဦးအောင်ဖုန်းကိုကင်လိုက်ပါတယ်။မိခင်ကဖုန်းထဲကနေရီးစားဖြစ်သူကိုပြင်းပြင်းထန်ထန်ဆဲဆိုချိန်မောင်းပြီးဖုန်းချလိုက်ပါတယ်။ဒေါသထွက်သွားတဲ့သမီးဖြစ်သူဟာတကားကိုစောင့်ပိတ်ပြီးအပြင်ကိုထွက်သွားခဲ့ပါတယ်။သူမဟာရီးစားဖြစ်သူစီသွားပြီးမိခင်ဖြစ်သူအကြောင်းစိတ်ပြက်လက်ပြက်ရင်ဖွင့်ခဲ့ပါတယ်။ရီးစားဖြစ်သူရဲ့ဖြောင်းဖြားမှုကြောင့်အရာအလုံးကိုမေ့ပြောက်လိုက်ပြီးနှစ်ယောက်သားတွင်းထဲဝင်ကတငယ်ချင်းတွေနဲ့အတူပျော်ပျော်ပါးပါးပါတီပွဲဆင်နွှဲခဲ့ကြပါတယ်။သူမဟာအတွင်းထဲမှာရေမောပြီးပျော်ရွှင်နေခဲ့ပေမဲ့တစ်ဖက်မှာတော့မိဘတွေကအိမ်မှာစိုးရိမ်တကြီးစောင့်ဆိုင်နေခဲ့ကြပါတယ်။မနက်မိုးလင်းခါနီးအချိန်ရောက်မှပဲသူမအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။မိခင်ဖြစ်သူကသူမကိုခေါ်ယူပြီးအင်ဂျီလက်မောင်းကိုကင်ကအနံ့ခံကြည့်ခဲ့ပါတယ်။သမီးဖြစ်သူရဲ့တင်းမာတဲ့သဘောထားကိုတွေးလိုက်ရတဲ့အခါမိခင်ဖြစ်သူကသမီးပြောတာကိုနည်းနည်းတော့ယုံကြည်သွားခဲ့ပေမဲ့တန်တရားကိုတော့ဖျောက်ဖျက်လို့မရသေးပါဘူး။တကောင်ရံအချိန်မှာမိခင်ဖြစ်သူဟာသမီးရဲ့အိတ်ကိုတိတ်တဆိတ်ဝင်ရောက်ရှာဖွေခဲ့ပါတယ်။အိတ်ထဲမှာစစ်လိတ်တကူတွေ့ရှိခဲ့ပေမဲ့သမီးဖြစ်သူကိုချက်ချင်းမေးမြန်းစစ်ချင်းမပြုခဲ့ပါဘူး။ထိုအစားနောက်တစ်နေ့မှာသမီးဖြစ်သူရီးစားနဲ့တွေ့ဆုံခွင့်မရအောင်ကြောင်းစင်ချိန်တိုင်းအမြဲတမ်းလာကြိုဖို့စီစဉ်ပြီး